ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီပြောပြနေရတော့ပြတ်မဲ့နမိတ်လက္ခဏာလေးပေါ့နော်အဲ့လိုမျိုးလေးတော့မှတ်ခဲ့တဲ့အိမ်မက်လေးအကြောင်းပြောပြမှာပါရှင်လာပြခင်တော့တိုင်းကြည့်ပါစေစပြောနော်ကျွန်တော်ခဲ့တော့ရနေလောက်ပါနော်အိမ်မက်သုံးခါမှတ်ခဲ့တယ်သုံးခါတော့ကဘာပြတ်မဲ့ပြောင်းရှင်ကြောင်းတယ်ကြောက်လာမယ်ဆိုရင်ဒီလက္ခဏာလေးပေါ့နော်အဲ့လိုမျိုးမှတ်ခဲ့ပါနော်ပထမတစ်ခါစပြောမယ်နော်ပထမတစ်ခါမှတ်ခဲ့တာဘယ်လိုမှတ်ခဲ့လဲဆိုတော့ကျတော့မုတ်တယ်ရတယ်ပြောခဲ့တယ်အပေါ်နေမှာရက်ကြည့်နေအဲ့ချိန်မှာမြေကြီးသားရဲ့အကုန်လုံးကပြီးလုံးရေးဆိုင်ခဲ့တယ်ဖြစ်နေကြတာပါရေပြူတယ်ရေကတော်တော်ကြီးနေရေကလည်းကြီးနေကုန်းဆိုတာမရှိတော့ကုန်းဆိုတာတိတ်မရှိတော့ရေပြူနေတယ်မုံတိုင်းနဲ့တိုက်နေတယ်မုံတိုင်းနဲ့တရားတိုက်နေတယ်ပြင်နေတဲ့လဲအဲ့လိုမျိုးအဲ့ချိန်မှာဟိုတက်စီးလို့ပဲနော်ပြောင်းလိုက်ပေါ်လိုက်နဲ့တော့အဖြူရောင်ကိုခဲနေဖျားလို့ခင်နော်ဒါဖျားလို့ဆိုတော့ဖျားလို့တော့နေရောကျွန်တော်ခေါ်ပါတယ်ခေါ်ပြီးတော့လိုက်ပြတော့ခေါ်ပြီးတော့တရားဝင်လိုက်တရားပြောင်းလိုက်ပေါ်လိုက်တော့ဖြောင်းဆိုတော့လိုက်ပြတော့ကျွေးနေတယ်ကြီးထားဒီဖြစ်နေတော့ခိုင်းရတယ်လိုက်ပြတော့တော်မရတော့ဖျားလာမခဲ့ဘူးလည်းကျွန်တော်လည်းသိပြီတော့ရှိပြီးတယ်မရှိတော့ရေတော်နေနေဒီကုန်းတော်ရှိတော့အမှတခါပါနော်အမှတခါမှတ်တယ်နောက်ခါကြတော့ဘယ်လိုလဲဆိုတော့အဖျားချုပ်ထားတယ်တမန်တော်၄ပါးနော်ဟိုမီဒီအောက်ဟိုဝယ်မြစ်ဒီအမြင့်အောက်ထဲမှာနော်၄ပါးရှိတယ်ပေါ့နော်အဲ့၄ပါးလွတ်သွားပြီတဲ့လွတ်သွားတယ်ဆိုတော့ဥက္ကာလေးကြာဥက္ကာလေးတော့ကြီးပဲအကြီးဥက္ကာလေးလည်းအကြီးပဲအဲ့ဒီတမန်တော်၄ပါးတကယ်အကြီးပဲအကြီးပါလေကြီးပဲအဲ့ဒီမှာအသက်ဝင်သွားတယ်ဗျာအသက်ဝင်ပြီးတော့အဲ့ဒီမှာစပြီးတော့ဖြစ်စီပါကုန်လိုက်ဖြတ်စီးပါအဲ့ဒါနဲ့ဦးတတိယကိုပြောရတယ်ဟာလေတွားပြီးဒါကဘာပြက်ပြီးဆိုတော့အဲ့လိုပြောရတယ်တွားပြီးကဘာပြက်ပြီးဆိုအတန်တစ်ခုကိုပြောရတယ်ဘယ်သူလဲမသိဘူးပြောရတယ်အမကြားတခါနောက်ဆုံးတစ်ခေါက်မှန်တယ်နောက်ဆုံးတစ်ခေါက်ကြားချီဆောင်တော့တယောက်ချင်းစီပဲမှာရှိသမျှလူတွေအကုန်လုံးတွဲလိုက်ပြေးကြောက်လို့ပြေးရအောင်ခုကနေကန်ရှူ